မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာလူလောကရဲ့လူမှုပြဿနာတွေကိုအကုန်လုံးဖြေရှင်းနိုင်တာမဟုတ်တော့လည်းပဲလူသားတို့ရင်ဆိုင်တွေ့ရတဲ့ပြဿနာတွေကိုရောပါစေပြီးထိုပြဿနာတွေထဲမှာစိတ်နှလုံးအေးချမ်းစွာနေနိုင်ဖို့အတွက်လမ်းညွှန်မှုပြုထားတာပဲဖြစ်တယ်။လောကမှာဖြေရှင်းလို့ရတဲ့ပြဿနာရှိတယ်လို့ဖြေရှင်းလို့မရတဲ့ပြဿနာလည်းရှိတယ်။ဖြေရှင်းလို့မရတဲ့ပြဿနာတွေကိုရောပါစေပြီးဖြေရှင်းလို့ရတဲ့ပြဿနာကြတော့အကျွမ်းမဲ့ဖြေရှင်းပေးနိုင်တဲ့ဆုံးမလမ်းညွှန်ချက်တွေပဲဖြစ်တယ်လူသားတိုင်းကြုံတွေ့ရတဲ့ပြဿနာဖြေရှင်းလို့မရတဲ့ပြဿနာကတော့ဘာလို့ဆိုဘဝတစ်ခုရရှိလာပြီးတဲ့နောက်မှာတဖြည်းဖြည်းအိုမင်းလာခြင်းယောဂဝေဒနာရရှိခံစားရခြင်းနောက်ဆုံးဘဝအဆုံးသတ်ရခြင်းဆိုဒါကတော့ဘဝရရှိထားတဲ့ပုဂ္ဂိုလ်တိုင်းဖြေရှင်းလို့မရနိုင်ဘူးပေါ့သို့တော်လည်းအဲ့လိုဖြေရှင်းလို့မရနိုင်တဲ့ပြဿနာတွေပဲနဲ့မြတ်စွာဘုရားအဆုံးအမလိုက်တာကျင့်သုံးမယ်ဆိုလို့ရှိရင်ဥခြင်းဆင်းရဲကိုလည်းအပြုတ်မပြတ်ရှင်ဆိုင်ဝေါ်နေနာခြင်းဆင်းရဲကိုလည်းအပြုတ်မပြတ်ရင်ဆိုင်ဝေါ်နေသိခြင်းဆင်းရဲကိုလည်းအပြုတ်မပြတ်ရင်ဆိုင်ဝေါ်နေအဲ့ဒီရင်ဆိုင်ဝေါ်တဲ့တတ္တိနဲ့စိတ်နှလုံးအေးချမ်းစွာပြဿနာကိုကြော်ဖြတ်နိုင်တဲ့စွမ်းတတ္တိတွေကိုမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေကပေးတာပဲဖြစ်တယ်ပရိစ္ဆေသမုပ္ပါဒ်မှာကြည့်မယ်ဆိုလို့ရှိရင်ကိလေသာနဲ့ကံနဲ့ရှိနေတဲ့မြတ်ကာလပတ်လုံးဘဝဆိုတာရှိနေဥမှာပဲဖြစ်တယ်ကိလေသာနဲ့ကံပေါင်းစပ်ပြီးတော့ဘဝတစ်ခုကိုဖန်တီးတာဖြစ်လို့ကိလေသာနဲ့ကံလူတွေရဲ့တဏ္ဍာမှာရှိနေသေးတဲ့ကာလပတ်လုံးဘဝရှိနေဘဝရှိနေတဲ့ကာလပတ်လုံးဘဝတစ်ခုဘဝဒုက္ခဘဝပြဿနာဆိုတာတွေ့ရမှာပဲဖြစ်တယ်။အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမရထားပြီးဆိုရင်ဘဝဒုက္ခထဲမှာဖြေရှင်းလို့မရတဲ့ဆင်းရဲဒုက္ခတွေကိုရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်ပြီးဖြေရှင်းလို့ရတဲ့ပြဿနာတွေကလွတ်မြောက်သွားပြီကိုယ်နှလုံးကိုယ်နှုတ်နှလုံးစိတ်နှလုံးအေးချမ်းစွာဘဝမှာနေနိုင်ထိုင်နိုင်တယ်စိတ်ဖိစီးမှုရရှိတတ်တဲ့ဘဝလေးမှာစိတ်နှလုံးအေးချမ်းမှုတွေဆုံးရှုံးပြီးတော့စိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုလုံးဝမရှိတဲ့အနေအထားမျိုးကိုလွတ်မြောက်ပြီးတော့ကိုယ်ချမ်းသာစိတ်ချမ်းသာနဲ့လောတင်လှုပ်ထိုက်တာတွေလှုပ်ပြီးတော့ပြဿနာကိုရင်ဆိုင်ရဲတဲ့စွန့်ရည်တတ္တိတွေကိုမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်မှာလမ်းညွှန်မှုပြုထားတယ်။ဒါကြောင့်မို့ဓမ္မပဒဒေသနာတော်တွေထဲမှာဟောထားတယ်အာတုရေတုအနာတုရာဆိုနာကျင်နေတဲ့ဘဝမျိုးတွေကနာကျင်မှုကင်းအောင်စိတ်ဓာတ်ခွန်အားတွေကိုရတယ်စိတ်ဓာတ်ခွန်အားတွေကိုရပူလောင်နေတဲ့တခြားမနေသူနေဖုတာပူလောင်နေတဲ့လောကကြီးအတွင်းမှာပူလောင်မှုကင်းပြီးတော့အေးချမ်းချမ်းနေနိုင်တဲ့အနေအထားမျိုးတစ်ခုရရှိတယ်ဘုရားတရားတော်တွေဟာရှုပ်ထွေးနေတဲ့လောကကြီးမှာလည်းရှင်းအောင်နေတဲ့နီးပူလောင်နေတဲ့လောကကြီးမှာလည်းအေးအောင်နေတဲ့နီးနာကျင်ခံခဲ့တဲ့လောကကြီးထဲမှာလည်းပဲနာကျင်မှုကင်းပြီးအပြုံးမပြည့်ချမ်းသာစွာနေနိုင်တဲ့နီးတွေဒါအဲ့ဒါမှအရေးကြီးတဲ့နိလန်းတွေပဲဖြစ်တယ်ပေါ့။ဒါမှအကျင့်လေးတစ်ခုတည်ပင်လေလူတွေရဲ့စိတ်ခံစားမှုတွေကိုပင်မဆင်းရဲတဲ့စိတ်ခံစားမှုတွေ stress လို့ခေါ်တယ်စိတ်ဖိစီးမှုတွေကိုရှော့ချပေးနိုင်တယ်မြတ်စွာဘုရားရဲ့ကျင့်စဉ်လောကမှာလူတွေကြီးပွားတိုးတက်မှုကိုမျှော်လင့်ပြီးကြိုးပမ်းကြတယ်
စီးပွားရေးတိုးတက်အောင်ကြိုးပမ်းကြတယ်အဖက်ဖက်ကပညာတွေတိုးတက်အောင်ကြိုးစားကြတယ်ဘလို့ပဲကြိုးစားလောကီစီစိမ်ဥစ္စာလွယ်ကူမှုတွေများလာသလောက်လူတွေမှာဆင်းရဲဒုက္ခတွေကလည်းများလာတာဖြစ်တယ်ဆေးတွေတီထွင်ပြီးတော့လူတွေကျန်းမာအောင်ကြိုးစားရင်ယောဂတွေကလည်းတိုးပြီးတော့လာတယ်နော်အိုမင်းရင့်ရော်မှုကိုခုခံပြီးဖြည့်ရှင်းမှုကြိုးစားရင်အိုမင်းမှုတွေကလည်းလွှမ်းမိုးလာတယ်သိခြင်းတရားကိုရင်ဆိုင်မှုကြိုးစားရင်သိခြင်းဆိုတာလည်းရောက်ရှိပြီးတော့လာတယ်အဲ့တော့ဖြည့်ရှင်းလို့မရတဲ့ပြဿနာတွေကိုအပြုံးမပြည့်ရင်ဆိုင်ဝန်ရင်းသာတည်တာလေမှန်ကန်တဲ့အနေအထားတစ်ခုဖြစ်တယ်ဖြည့်ရှင်းလို့ရတဲ့ပြဿနာဖြည့်ရှင်းရမှာဖြစ်တယ်ဘဝမှာဘာကြောင့်ဘဝထဲမှာလူတွေဟာဘာကြောင့်အိုခြင်းနာခြင်းသိခြင်းနဲ့ရင်ဆိုင်နေရတယ်လဲဆိုတာအကြောင်းကိုရှာလိုက်တဲ့အခါမွေးဖွားခြင်းဟာအကြောင်းတစ်ခုဖြစ်လာအကယ်၍လူသားတယောက်အနေနဲ့မမွေးခဲ့ဘူးဆိုရင်လူဘဝမှာရင်ဆိုင်ရမယ်အိုခြင်းနာခြင်းသိခြင်းဆိုတာရင်ဆိုင်ရမှာမရှိဘူးဒါဖြင့်ဒီမွေးဖွားခြင်းဟာဘာကြောင့်မွေးဖွားလာပြန်တာတော့ဆိုကိလေသာနဲ့ကံကြောင့်ကံတရားတွေပြုလုပ်လို့ဘာကြောင့်ကံတရားတွေပြုလုပ်တယ်လဲဆိုရင်လူချင်းမှုတွေဆွလန်းမှုတွေကြောင့်ပြုလုပ်တာအဲ့ဒီလူချင်းမှုဆွလန်းမှုတွေကဘာကြောင့်ဖြစ်ရတော့ဆိုစိတ်ခံစားမှုတွေကြောင့်ဖြစ်တယ်စိတ်ခံစားတဲ့အခါမှာစိတ်ခံစားမှုဟာနှမျိုးဖြစ်လာချမ်းသာတဲ့စိတ်ခံစားမှုကတစ်မျိုးဆင်းရဲတဲ့စိတ်ခံစားမှုကတစ်မျိုးချမ်းသာမှုဆင်းရဲမှုလည်းမဟုတ်ဘဲနဲ့မသိတာထင်ရှားတဲ့မသိမသာမထင်ရှားတဲ့စိတ်ခံစားမှုကတစ်မျိုးဘယ်စိတ်ခံစားမှုပဲလာထိုစိတ်ခံစားမှုကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ရလဒ်ကအကောင်းမလားဘူးပုထုဇဉ်တွေဘာကြောင့်အကောင်းမလားသလဲဆိုရင်အမှန်မသိလို့အမှန်တရားကိုမသိတဲ့အခါမှာဒုက္ခဝေဒနာကြုံလာလို့ရှိရင်လူတွေရဲ့ရင်ထဲမှာဘာတွေလွှမ်းမိုးလာတော့ဆိုတွေ့တာမှုတွေလူချင်မှုတွေတတ်မဲ့မှုတွေလွယ်လန်းလာအဲ့ဒါကိုပဲတတိပြုဖို့မြတ်စွာဘုရားဒုက္ခယဝေဒနာယရာဂနုတယောနုတေတိမရှုံလွဲနိုင်ပဲဒုက္ခဝေဒနာဖြစ်လာတာနဲ့တပြိုင်တည်းရင်ထဲမှာရာဂနုတယဆိုတဲ့တွေ့တာမှုတွေလူချင်မှုတွေကိန်းဝတ်လာအဲ့ဒီကနေပြဿနာတွေကမဆုံးနိုင်အောင်ဖြစ်လာကိလေသာတွေရှိတော့ကံတွေလုံးကြပြန်တယ်တွေ့တာမှုကိုအကြောင်းပြုပြီးတော့ဖြည့်ရှင်းမှုကြိုးစားရင်ကနေပြီးတော့ကံတရားတွေဖြစ်ပေါ်လာပြန်အစဉ်ပြေးနေလို့ရှိရင်လေလိုချင်မှုကလွှမ်းမိုးလာပြန်တယ်အစဉ်မပြေတဲ့လောကကြီးနဲ့ကြုံတွေ့ပြန်တော့ဒုက္ခယဝေဒနာယပဋိက္ခနုတ္တိယောနုစိတ်ထဲမှာမကြေမနက်တွေဖြစ်လာမကြေမနက်တွေဖြစ်လာလို့ဒီအစဉ်မပြေဘူးဆိုရင်စိတ်ထဲမကြေနပ်မှုဆိုတဲ့ဒေါသတွေကလွှမ်းမိုးလာပြန်လွှမ်းမိုးလာတဲ့ဒေါသကိုအကြောင်းပြုပြီးပြောကြပြန်တယ်လှုပ်ကြပြန်တယ်ပြဿနာတွေကတက်လာပြန်ရောဒါဖြင့်ချမ်းသာတာလည်းမဟုတ်ဆင်းရဲတာလည်းမဟုတ်အစဉ်ပြေတာလည်းမဟုတ်ဘူးမပြေတာလည်းမဟုတ်ဘူးပဂတိအနေထားလေးမှာရောပြဿနာမတက်ဘူးလားဆိုအဒုက္ခမဒုက္ခယဝေဒနာယအဝိဇ္ဇာနုတယောနုတေတိချမ်းသာတာလည်းမဟုတ်ဆင်းရဲတာလည်းမဟုတ်ဘူးတမန်မြတ်တဲ့ခံစားမှုဖြစ်ပြန်တော့လေမသိလိုက်မသိပါအမှန်ကိုမသိလိုက်တဲ့အဝိဇ္ဇာနုတယောဆိုတာလွှမ်းမိုးလိုက်မသိသည့်အတွက်ကြောင့်မသိတဲ့အလျောက်ပြောမိဆိုမိလုံးမိကြိုက်မိဖြစ်သွားပြန်ရောဟောကံတရားတွေပဲဖြစ်နေပြန်စိတ်ခံစားမှုတွေကိုအကြောင်းပြုပြီးတော့လူတွေဟာလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မောဟဖြစ်လိုက်နဲ့မဆုံးနိုင်တဲ့တန်တရားခရီးကြီးဟာကိလေသာဝကာမဝတ္တိနဲ့လုံးလက်ခတ်ပြီးတော့ကိလေသာတွေကြောင့်ကံတွေဖြစ်ကံတွေကြောင့်ဝိပါကဆိုတဲ့အကျိုးတရားတွေရပြီးတော့တန်တရားထဲမှာမပြတ်အောင် exit ဆိုတဲ့ထွက်ပေါက်ရှာမရအောင်တဝဲလဲလဲဖြစ်နေကြတယ်ဆိုတဲ့အနေထားထွက်ပေါက်ကိုညွှန်ပြနိုင်တာမြတ်စွာဘုရားရဲ့အဆုံးအမစကားသာလင်းဖြစ်တယ်ပေါ့ဒီလိုဖြစ်ပေါ်နေတဲ့လောကကြီးထဲမှာရှင်တွေက
ဒီထွက်ပေါက်ရှာတဲ့အချိန်လေးမှာအေးချမ်းစွာအမှန်သိပြီးတော့ထွက်ပေါက်ကိုမျှော်ကြည့်ပြီးထွက်လန်းကိုရရှိစေနိုင်တဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုဘဝရလာတဲ့အချိန်မှာအမှတ်တမဲ့မနေပဲနဲ့ကြိုးစားကြရမှာနာယူကြရမှာသင်ယူကြရမှာဖြစ်တယ်။နေ့စဉ်စာဝတ်နေအတတ်ပညာတွေသာသင်မနေပဲနဲ့ဘဝနဲ့ပတ်သက်တဲ့ပြဿနာတွေကိုဖြေရှင်းနိုင်တဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုလည်းသင်ကြားရမှာဖြစ်တယ်။မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာအလွန်ကံကောင်းလို့ဒီပညာရက်တွေဟာအခမဲ့လွယ်တကူသင်လို့ရတယ်။သို့သောအခမဲ့လွယ်တကူသင်လို့ရနေတဲ့အချိန်လေးကိုတန်ဖိုးမသိပဲနဲ့တခြားပညာရက်တွေနောက်ကောက်လိုက်ပြီးတန်ဖိုးကြီးမားတဲ့ပညာရက်တွေကိုကြောခိုင်းလိုက်မယ်ဆိုလို့ရှိရင်အတိုင်းမသိတဲ့ဖြေရှင်းလို့မရတဲ့ဆင်းရဲဒုက္ခတွေနဲ့ရင်ဆိုင်တွေ့နေကြရအောင်ပဲဖြစ်တယ်အခုလိုအခွင့်အရေးကောင်းနေတဲ့အချိန်မြတ်စွာဘုရားရဲ့အဆုံးအမသာသနာလည်းရှိနေတယ်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုလည်းပဲသင်ခွင့်သိခွင့်ကြားနာခွင့်ရရှိနေတဲ့အချိန်မှာဘုရားဘာတွေဆုံးမခဲ့တယ်လဲဆိုတာတွေကိုတတ်နိုင်သမျှနေ့စဉ်နဲ့အမျှအစာအာဟာရကိုဖြစ်တင်ကြသလိုအသိပညာတွေကိုဖြစ်တင်မှုလိုအပ်တယ်ဆိုတာကိုအမှတ်တမဲ့မနေပဲနဲ့တတိထားပြီးကြိုးစားကြဖို့အရေးကြီးတယ်ပေါ့အဲ့ဒီခွင့်ရေးကြီးလက်လွတ်သွားပြီဆိုလို့ရှိရင်လုံးဝဖရာရဲ့အဆုံးအမဆိုတာကြားကြရမှာမဟုတ်ဘူးကြားခြင်းလို့တောင်းကြားရမှာမဟုတ်ဘူးမြန်မာနိုင်ငံကလူတွေကံကောင်းကြလို့သာပိဋကတ်သုံးသွင်းနိကေငါးပြဓမ္မခန္ဓာပေါင်း74,000ဆိုတာမြန်မာပြည်မှာအလွယ်ကူဆုံးနဲ့နော်ကျေပြန့်စွာသိနိုင်တဲ့အနေအထားတွေရှိတယ်ဝါသနာပါလို့ရှိရင်စာအုပ်စာတမ်းတွေနဲ့အများကြီးရှိတယ်လေ့လာလို့ရတယ်ဖတ်ရှုလို့ရတယ်တရားဓမ္မနာယူမယ်ဆိုရင်လည်းတရားပွဲတွေမပြတ်ဘူးရှိတယ်သင်ကြားမယ်ဆိုရင်လည်းသင်တန်းတွေရှိတယ်အဲ့ဒါလို့အခွင့်ကောင်းနေတဲ့အချိန်လေးမှာအခွင့်ကောင်းကိုလက်မလွတ်စေပဲကြိုးစားအထောက်သင့်တယ်ဆိုတာကိုတတိထားကြဖို့လိုတယ်ပေါ့မြတ်စွာဘုရားကဓမ္မပရထေသနာမှာဘဝနဲ့ပတ်သက်ပြီးတော့လမ်းညွှန်မှုတွေပေးထားတာဒီဓမ္မပရဟာဒီမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုမိမိတို့ရဲ့မိသားမိခင်ဘာသာနဲ့ပြန်ဆိုပြီးတော့တကယ်အလေးနဲ့ထားပြီးတော့ကြည့်မယ်ဆိုရင်အလွန်နှစ်သက်မြတ်လို့စရာကောင်းတဲ့အဆုံးအမစကားလေးတွေဆိုတာသိရတကယ်လေးနဲ့စဉ်းစားတဲ့ပုဂ္ဂိုလ်တွေဖို့တကယ်ကိုဘဝနိတိဓမ္မနိတိဘဝကိုလမ်းညွှန်မှုပေးတဲ့ဘဝဓမ္မလမ်းကြောင်းကိုဖော်ဆောင်ပေးတဲ့အဆုံးအမစကားတွေဆိုတာအမှန်တမ်းသိတာမြတ်စွာဘုရားဟာ45ဝါကာလအတွင်းမှာအတွေ့အကြုံအနေနဲ့ခြုံစည်းဆုံစည်းတဲ့အချိန်မှာအခုလိုဆုံးမစကားလေးတွေမိန့်ကြားသွားတာပဲဖြစ်တယ်တကယ်ကိုဆုံးမစကားလေးတွေစုစည်းထားတာဖြစ်လို့အလွန်တမိုးရှိတဲ့ဒေသနာငယ်စဉ်ကကြားမှုတဲ့အကြောင်းအရာလေးတစ်ခုပြောရမယ်ဆိုလို့ရှိရင်ဟိုပြင်သစ်နိုင်ငံမှာဓမ္မပဒကိုပြင်သစ်ဘာသာလို့ပြန်ထားတဲ့ဓမ္မပဒသို့မဟုတ်အင်္ဂလိပ်လိုဘာသာမျိုးစုံပြန်ထားတဲ့ဓမ္မပဒဆိုတာရှိတယ်မြတ်စွာဘုရားရဲ့မူရင်းပါဠိဘာသာကနေပြီးတော့မိမိတို့ဘာသာတွေနဲ့ပြန်ကြတယ်ဂျာမနီမှာဆိုရင်ဂျာမန်ဘာသာစကားနဲ့ပြန်တယ်အင်္ဂလိပ်ဘာသာစကားနဲ့ပြန်ကြတယ်ပြင်သစ်မှာပြင်သစ်ဘာသာစကားနဲ့ပြန်ထားတယ်ဒီနေ့မှာပြင်သစ်အမျိုးသမီးငယ်တယောက်ဟာပြင်သစ်ဘာသာစကားနဲ့ပြန်ထားတဲ့ဓမ္မပဒဂါထာလေးတွေကိုစာပေဝါဒနာအရဖတ်ရှုပြီးတော့လက်တွေ့စဉ်းစားကြည့်လိုက်တဲ့အခါမှာသူရင်ထဲနှလုံးထဲမှာဒါသာလဲအမှန်တရားဆိုတာအမှန်ဆိုတဲ့အလင်းရောင်လေးသူရရှိတာသို့တော့သူတို့ကိုယ်ပဲနေတဲ့ယုံကြည်တဲ့ဘာသာကဘုရားဘာသာမဟုတ်ဘူးသူမိဘတွေယုံကြည်တဲ့ဘာသာကဘုရားဘာသာမဟုတ်ဘူးဓမ္မပဒကိုဖတ်ရှုမိရင်ကနေပြီးတော့
အမှန်တရားကိုသူကသိရှိလာပြီးတော့သူ့အမေဖေတွေကိုပြောတဲ့အမေတို့ဖေတို့လွဲနေပြီဟောဒီအဆုံးအမတရားတွေကမှတကယ်အဆုံးအမဘဝအတွက်တန်ဖိုးရှိတဲ့အဆုံးအမတွေဖြစ်တယ်ဆိုတာကိုသူ့ရင်ထဲမှာရှိတဲ့အတိုင်းထုတ်ပြောပြီးနောက်ဆုံးမှအဲ့ဒီအမျိုးသမီးလေးဟာဗမာပြည်လာရောက်ပြီးတော့တရားဓမ္မကျင့်ကြံကြိုးကုန်းအထုတ်သွားသည်အထုတ်သွားခဲ့တယ်ဘယ်မှာအထုတ်တုံးဆိုရင်စကိုင်းတောင်ယုံမဟာကဏ္ဍယုံဆရာတော်ဘုရားကြီးရဲ့လမ်းညွှန်ချက်စကိုင်းတောင်ယုံမှာတရားလာအထုတ်သွားတယ်ဆိုတဲ့မှတ်တမ်းလေးငယ်စဉ်တုန်းကကြားဘူးတယ်ပေါ့ဒါဟာဓမ္မပဒနဲ့ပတ်သက်တဲ့အဲ့လိုအဖြစ်ပြက်မှတ်တမ်းလေးတွေဟာတခြားမှလည်းရှိကောင်းရှိနိုင်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာအခါအားလျော်စွာဆုံးမခဲ့တဲ့တရားလေးတွေကိုနာယူမှတ်သားကြည့်ပြီးမိမိတို့ရဲ့ဝါဒနာဇယိုက်နဲ့တိုက်ဆိုင်လာတဲ့အခါမှာတန်ဖိုးမဖြတ်နိုင်တဲ့အသည့်တွေကိုရရှိသွားစေမှာပဲဖြစ်တယ်တဲ့ကဲဒီကနေ့89ခုမြောက်ဓမ္မပဒဒေသနာဂါထာလေးတစ်ပုဒ်ကနေစပြီးပြောရအောင်ဓမ္မပိတိဒုက္ခံသေတိဝိပတန်နေနစေတသာအရိယပွေတိတိဓမ္မေတဒရမတိပန္တိတောရသော်ဘုရားတရားကိုသိဖို့ဆိုတာတမန်ပုဂ္ဂိုလ်တွေမဟုတ်စင်ကြင်တုံတရားရှိပြီးအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မှသိနိုင်ဘုရားတရားဆိုတာအသိဉာဏ်ရှိမှအသိဉာဏ်မရှိရင်တော့လည်းမသိနိုင်သေးဘူးပေါ့ဒါကြောင့်မို့ယုံကြည်ချက်တရားတရားရှိုံနဲ့ဒီမြတ်စွာဘုရားရဲ့အဆုံးအမကိုရရှိမှာမဟုတ်ဘူးတရားတရားတသက်နဲ့ကမရရှိနိုင်ဘူးအသိပညာကအရေးကြီးတယ်ပေါ့ပစ္စတံဝိဓိတဘောဝိညူဟိဝိညူဆိုတဲ့ထူးခြားသိတဲ့ပုဂ္ဂိုလ်မျိုးတွေဒါလည်းမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုသဘောပေါက်နားလည်ပြီးခံယူကျင့်သုံးနိုင်မှာဖြစ်တယ်ဆိုတာအပေါ်ယံစဉ်းစားလို့မရဘူးအတွင်းအနှစ်ကြအောင်စဉ်းစားဖို့လိုတယ်ဒါကြောင့်မို့တဒရမတိပန္တိတောပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လိုတယ်အဲ့ဒီမှာဓမ္မပီတိဒုက္ခံသေတိဓမ္မပီတိလို့ဆိုတာမြတ်စွာဘုရားဆုံးမတဲ့တရားအတိုင်းကျင့်ကြံကြိုးကုပ်အားထုတ်လိုက်လို့နိဗ္ဗာန်နဲ့ထိတွေ့သွားတဲ့နိဗ္ဗာန်တိုင်အောင်ငြိမ်းချမ်းတဲ့လမ်းကြောင်းကိုတွေ့ရှိပြီးဒီအသိဉာဏ်နဲ့ယဉ်တဲ့နှလုံးနဲ့ရောက်လာလို့တရားရဲ့အရသာကိုတောက်လိုက်ရမယ်သုံးလိုက်ရမယ်ဆိုရင်ဒုက္ခံသေတိဘဝဟာငြိမ်းချမ်းသွားမှာပဲဖြစ်တယ်။အိုခြင်းနဲ့တွေ့ဆုံနာခြင်းနဲ့တွေ့ဆုံသေခြင်းနဲ့ရင်ဆိုင်ရရင်ထဲကတရားရှိနေတဲ့ပုဂ္ဂိုလ်ကဘယ်တော့မှစိတ်မဆင်းရဲတော့ဓမ္မပိတိဒုက္ခံသေတိတရားရဲ့အရသာကိုတောက်တရားကိုတောက်၍အရသာရှိထားတော့တရားတိဟုသောအမျက်ရည်ကိုတောက်သုံးလိုက်ရတဲ့ပုဂ္ဂိုလ်ဟာတကယ်ကိုဒုက္ခံသေတိချမ်းသာတာအိပ်စက်ရတယ်ဆိုတာဒီအိပ်စက်တာတစ်ခုတည်းကိုရည်ညွှန်းတာမဟုတ်ဘူးဘဝမှာချမ်းသာစွာနေထိုင်ရယင်ထဲမှာတရားရှိတယ်တရားကိုတောက်တယ်ဆိုတာယင်ထဲမှာတရားရှိတာပြောမြတ်စွာဘုရားအဆုံးအမရကျင့်ကြံကြိုးကိုအထောက်လိုက်ဥပမာမဲ့တရားရှိတယ်ဆိုတာလေတခုပြောပြလောကလူတွေဟာကိုမဖြစ်ချင်တာတွေနဲ့ကြုံတွေ့ကြရတာပဲဘာတွေနဲ့ကြုံတွေ့တုံးဆိုကိုကထာဝရအတူတူကနေခြင်းနဲ့နေလို့မရဘူးသင်္ခါရတရားမှန်သမျှဖြစ်ပြီးရင်ပျက်စီးသွားတဲ့သဘောရှိတယ်ယန္တံဇာတံဘူတံသင်္ခတံပလောကဓမ္မတံဝတ္တမာပလုစီတိနေတံဌာနဝိစတိအကြောင်းတရားတွေကဖန်တီးထားတဲ့အရာမှန်သမျှဟာပြောင်းလဲမှာပဲအဲ့ဒါကိုမပြောင်းလဲပါစေနဲ့လို့လှုပ်ဆောင်လို့မရနိုင်ဘူးတဲ့အဲ့ဒီမရနိုင်ဘူးဆိုတဲ့အတိလေးဒီပဲနေဓမ္မအတိပဲဓမ္မအတိလေးရှိထားပြီဆိုရင်ကိုတံကုဋ္ဌိတလဘ္ဗငါပါတတ်နိုင်ပါလေ
တဘာဝတရားဟာဥကျင်နာခြင်းသိခြင်းဆိုတဲ့ဒီတရားတွေရှိနေသည့်အတွက်ကြောင့်ငါဘာတတ်နိုင်မှာလဲဆိုတဲ့အတွေးဟာတမန်အားဖြင့်လက်လျှော့လိုက်တဲ့အတွေးလို့ဒီလိုထင်အောင်ထင်နေမဟုတ်ဘူးရင်ဆိုင်တဲ့အတွေးသာလည်းဖြစ်တယ်ရင်ဆိုင်တယ်ရဲရဲဝံ့ရင်ဆိုင်တယ်ရင်မဆိုင်ဝန်းလို့ထွက်ပြေးရင်ရောရသလားဆိုဘယ်ရနော်ထွက်ပြေးလို့ရောမရတန်ကုဋ္ဌိထလဘပျက်စီးတတ်တဲ့သဘောတရားကိုမပျက်စီးပါစေနဲ့လို့ဘယ်လိုလုပ်လို့ရနိုင်ပါမလဲဆိုတဲ့ဓမ္မအတိလေးသိထားလို့ရှင်ဒုက္ခံသေတိစိတ်ချမ်းသာကိုယ်ချမ်းသာရနိုင်တယ်လို့ဆိုလို့ဘယ်ရာမှမမြဲဘူးအလုံးကပြောင်းလဲနေတယ်ဆိုတဲ့အတိလေးသိလိုက်တာအတိပဲလေဓမ္မပိဋိပဲဒီနေရာဒီတဲ့အစစ်မြင်လာလို့ရှင်ရင်ထဲမှာပူလောင်တတ်တဲ့ကိလေသာတွေအကုန်လုံးငြိမ်းချမ်းသွားစေတတ်တဲ့ဓမ္မအရသာကိုခံစားရတဲ့ပုဂ္ဂိုလ်ဖို့ဒုက္ခံသေတိဘဝမှာစိတ်ချမ်းသာကိုယ်ချမ်းသာနေနိုင်မှာပဲဖြစ်တယ်ပေါ့ဒီလိုဆိုလို့ဒါကြောင့်မို့တရားနှလုံးသွင်းတာတို့တရားဆင်ញင်တာတို့တရားအထုတ်တာတို့တရားအသိရအောင်ကြိုးစားတာတို့အကျိုးရှိရှိနေလိုက်တာနဲ့တပြိုင်နက်လူရဲ့စိတ်ဖိစီးမှုတွေရောကျသွားတာ mindfulness လို့ခေါ်တဲ့ခန္ဓာကိုယ်မှာဖြစ်ဖြစ်နေတဲ့အရာတစ်ခုတတိစိုက်ပြီးထားရင်တောင်မှပဲအတော်ရောစိတ်ဖိစီးမှုတွေရောကျသွားတယ်ဆိုတာဘုရားဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေတောင်လက်ခံတယ်ဒါကြောင့်မို့ငွေကြေးတနာအကုန်ကြပေးပြီးတော့သူတို့ဒီသင်တန်းတွေကိုဖွင့်နေကြတယ် MBSR ဆို mindfulness based stress reduction mindfulness ကိုအခြေခံပြီးတော့စိတ်ဖိစီးမှုကိုလျှော့ချတဲ့နည်းစနစ်ယတနာအလွန်များပြီးတော့ရှင်ပြိုင်မှုတွေကြီးထွားနေတဲ့ဒီလောကကြီးထဲမှာတမန် mindfulness လေးရတောင်မှပဲလူတွေရဲ့စိတ်ဖိစီးမှုကိုလျှော့ချနိုင်တယ်ဆိုတကယ်မြတ်စွာဘုရားရဲ့အဆုံးအမတရားတွေကိုချင့်ချက်ကြိုးကိုအထုတ်လို့ယင်နဲ့နှလုံးနဲ့တရားတောက်သုံးလိုက်လို့ယင်ထဲမှာတရားရောက်သွားလိုက်တာနဲ့တပြိုင်နက်ဓမ္မပိဋိဒုက္ခံသေတိစိတ်နှလုံးအေးချမ်းစွာနေနိုင်တယ်ဆိုဒီအဓိပ္ပာယ်ဟာအမှန်ပြည့်ပြည့်စုံတဲ့အဓိပ္ပာယ်ဒီတဲ့ချက်ထွင်ပြီးတော့ကြည့်လို့လည်းရသေးတယ်နော်ဝိပဿနာအမြင်နဲ့ကြည့်ကြည့်ဓမ္မအမြင်နဲ့ပဲကြည့်ကြည့်ရှင်ထဲမှာရှိတဲ့ကိရိတာတွေဖယ်ရှားနိုင်တဲ့စွမ်းရည်တတိရှိလာပြီဆိုရင်လူတွေရဲ့စိတ်ဟာတည်ငြိမ်မှုတွေအေးချမ်းမှုတွေကိုရလာမှာပဲဖြစ်တယ်ဝိပဿနေနစေတပါစိတ်ထဲမှာအနှောက်အယှက်အငြိကြေးတွေကင်းပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုနာယူမှတ်သားကျင့်ကြံကြိုးကိုပွားများအထောက်လိုက်မယ်စိတ်နှလုံးကြည်စွာအရိယပုဝေဓိတိဓမ္မေမြတ်စွာဘုရားဟောကြားထားတဲ့အဆုံးအမတရားတော်တွေကိုစိတ်ထဲကနှလုံးသွင်းယုံနဲ့ပဲအရိယပုဝေဓိတမြတ်စွာဘုရားဟောကြားဆုံးမတဲ့တရားတော်တွေပါစိတ်နှလုံးအေးချမ်းကြည်လင်စွာဆင်ញင်သုံးသပ်ယုံနဲ့ပဲလူစိတ်ထဲမှာပူပန်မှုတွေကင်းပြီးတော့တရားရမတိထာဝရပျော်မြုပ်ပျော်နိုင်တဲ့အပျော်ကိုရရှိနိုင်တယ်ဖြစ်တယ်တခြားအာယုန်နေနဲ့ပျော်တာဟာထာဝရပျော်နိုင်တဲ့အပျော်မဟုတ်ဘူးမကြခင်ညင်းငွေလာတာပဲဖြစ်တယ်ဓမ္မနဲ့ပျော်တာကြတော့ညင်းငွေလာတယ်ဆိုတာမရှိဘူးနော်ညင်းငွေလာတာမရှိဘူးစဉ်းစားကြည့်ပေါ့တညလုံးထိုင်ပြီးတော့စတိတ်ရှိုးကိုကြည့်မလားနော်50ရဲ့စတိတ်ရှိုးတွေကိုစက်တိုက်ကြည့်မလားအဲ့ဒီအကြည့်မျိုးကိုမှရနိုင်ပါမလားဘလောက်ပျော်ပျော်တရားကြတော့အဲ့ဒါလို့မဟုတ်ဘူးတပတ်ပတ်လုံးတရားနဲ့နေလဲညှင်းငွေလာတယ်လို့မရှိဘူးတကယ်တရားရင်နဲ့ရောက်လာတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကနိုင်ပေါင်းမြောင်များစွာရက်ပေါင်းမြောင်များစွာတရားရင်နဲ့ရောက်လာပြီဆိုလို့ရှိရင်တရားနှလုံးသွင်းရလို့နှလုံးမသွင်းနိုင်တော့ဘူးစိတ်ထဲမှာညှင်းငွေလာပြီဆိုတာမရှိနိုင်
တကယ်တရားစစ်တရားမှန်သိလာလို့ရှိရင်တထာရမတိပန္တိတောအစင်ထာဝရပျော်မွေ့ခြင်းဆိုတာကိုရရှိလာမှာဖြစ်တယ်လို့ဟောဒီလိုမြတ်စွာဘုရားကဂိုင်လိုင်းတစ်ခုပေးတယ်ချမ်းသာတာနဲ့ဘဝဒုက္ခတွေကင်းကင်းရှင်းရှင်းနဲ့နေခြင်းရင်ဘာလို့ရမလဲရှင်တဲ့ကိုတရားရောက်အောင်လုပ်ပါလို့ဆိုလိုတယ်ပေါ့နော်ကိုယ့်ရင်ထဲမှာတရားအသိရအောင်လုပ်အောင်စိတ်ကြည်ကြည်လင်လင်နဲ့တရားအသိတွေပေါ့ပြောပြီးဆိုလို့ရှိရင်တော့ဘယ်တော့မှဘဝမှာဆင်းရဲဒုက္ခတွေကြုံတွေ့ရမှာမဟုတ်ဘူးဘယ်လိုအနေထားဖြစ်ဖြစ်ချမ်းသာတယ်ဆိုတာကိုတွေ့ရဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားလက်ထက်တုန်းကတာဂိဝင်မင်းသားတွေထဲမှာတာဂိဝင်မင်းတွေထဲမှာခေါင်းဆောင်ဘုရင်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ပုဂ္ဂိုလ်ကဗတ္တိယလို့ခေါ်တယ်အဲ့ဒီဗတ္တိယဆိုတဲ့မင်းဟာသူတာဝန်ယူထားတဲ့အချိန်မှာသူဘုရင်လုပ်နေတဲ့အချိန်ထီနန်းကိုစွန့်ပြီးတော့သာသနာ့ဘောင်ဝင်ပြီးတော့ရန်ခံခဲ့တယ်ရှင်အနန္ဒာတို့ရှင်နုရုဒ္ဓတို့ ਨੇ အတူတကွတိုက်ွေမင်းသားတွေရဟန်းဖြစ်ကိုရယူလာခဲ့တယ်ဝါရိကာလမှာပဲဗတ္တိယဆိုတဲ့ဘုရင်ဘဝကထီနန်းစွန့်ပြီးတော့တရားကိုအထုတ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာယန္တာဖြစ်သွားယန္တာလည်းဖြစ်သွားရောသူတစ်ပါးတည်းနေတယ်နေရင်နေတိုင်းမကြာခဏသူ့နှုတ်ကဘာပြောလို့ရှိတော့ဘာထုတ်ဖော်လို့ရှိတော့ဆိုအဟောဒုက္ခံအဟောဒုက္ခံချမ်းသာလိုက်တာနော်ချမ်းသာလိုက်တာဆိုတဲ့စကားကိုအမြဲတမ်းပြောတယ်သူကမကြာခဏသူ့စကားပြောနေချမ်းသာလိုက်တာဆိုတာအဲ့လိုပြောပါများတဲ့အခါယဟန်တွေကကြားရပါများတော့မြတ်စွာဘုရားလျှောက်တယ်လျှောက်တော့မြတ်စွာဘုရားခေါ်ပြီးတော့မေးတယ်ခေါ်ပြီးတော့မေးတော့သူဖြေရှင်းပြီးတော့လျှောက်ထားတာကိုကြည့်သူဟာတိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတဲ့အချိန်တုန်းကသူ့နန်းတော်တဝိုက်မှာလက်နဲ့ကိုင်ဆောင်းလျှောက်တွေနဲ့တင်းကျပ်စွာဆောင်းလျှောက်ထားတယ်အတွင်းစီပြင်စီစွာလို့အဲ့ဒီလိုစောင့်ကြပ်ပြီးတော့ကိုရံတော်တွေနဲ့အိပ်ရတော်လည်းပဲသူဘယ်တော့မှဖြောင်းဖြောင်းတန်းတန်းမရဘူးတဲ့စိတ်ထဲကစနိုးစနောက်အမြဲတမ်းရှိတယ်ငါကိုလှုပ်ကြံတဲ့လူများလာမလားဒုက္ခရံပြုတ်မဲ့လူများလာမလားဒုက္ခပေးမဲ့လူလာမလားလို့အမြဲတမ်းတတိနဲ့အိတ်ကောင်းခြင်းမအိပ်ရဒီလိုနေခဲ့ရတာဘယ်နေရာသွားသူဟာနော်ကြီးလန့်ဆန်စားအစာစားဆိုတာကြီးများဟာအစာစားရင်ရန်သူဘောသည့်အတွက်ကြောင့်လန့်ရင်ဖြန့်ရင်နဲ့အစာကိုစားနေရသူလည်းကြီးလန့်စားဘုရင်ဘဝတုန်းကနေခဲ့ရတဲ့အခြေအနေအခုယဟန်ဘဝရောက်တဲ့အခါသူ့ကိုဆောင်းလျှောက်ပေးမဲ့ပုဂ္ဂိုလ်ဆိုတာတယောက်မှမရှိဘူးတယောက်တည်းနေတဲ့နေရာလဲလုံးချုံနန်းတော်ကြီးထဲမှာမဟုတ်ဘူးဆောက်ဦးကြီးထဲမှာမဟုတ်ဘူးတိတပင်ရင်ဝါတပင်အောက်ဘယ်နေရာပဲဖြစ်ဖြစ်လွတ်လပ်နေသူ့ကိုစောင့်ရှောက်မဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးသို့တော့သူ့စိတ်ထဲမှာခုမှလွတ်လပ်ပြီးတော့ချမ်းသာလိုက်တာအဆောင်လျှောက်တွေကြားသူဟာချမ်းသာဒုက္ခကိုမရခဲ့ဘူးလို့ဒီလိုပြောနိုင်တာဟာတရားအသိသိသွားလို့ပဲဖြစ်တယ်လူတိုင်းဟာတရားအသိရင်နဲ့ရောက်သွားလို့ရှိရင်အဟောဒုက္ခံခုမှငါလွတ်လပ်ပြီးတော့ချမ်းသာတာပါလားဆိုတာခံစားရမှာဖြစ်တယ်ဒီအဓိပ္ပာယ်ဒါကြောင့်မို့လို့တရားသိအောင်ကြိုးစားပါလို့တရားမသိသေးသမျှကာလပတ်လုံးကြည်လန့်ဆန်စားကြောက်လန့်တရားနေထိုင်ရတဲ့ဘဝကလွတ်မှာမဟုတ်ဘူးဘယ်သူပဲဖြစ်ဖြစ်ဆွေရင်တော့ကတွေကလွတ်မှာမဟုတ်ဘူးလို့ဒီလိုဆိုလို့ဆွေရင်တော့ကကင်းပြီးတော့ချမ်းသာတာနေခြင်းလို့ရှိရင်ဓမ္မပီတိဒုက္ခံသေတိဓမ္မပါယကဓမ္မကိုတောက်သုံးတဲ့ပုဂ္ဂိုလ်ယင်ထဲမှာတရားရောက်သွားတဲ့ပုဂ္ဂိုလ်ဟာချမ်းသာဒုက္ခကိုရနိုင်တယ်။ရှားသွားရုံများမကသူ့ဘဝဟာပြောစရာဆိုလို့ရှိရင်တရားပဲရှိတယ်ဆိုတာကို
မြတ်စွာဘုရားကလမ်းညွှန်မှုပြုပြီးတော့ဟောတာဖြစ်လို့လူတိုင်းအတွက်အကျိုးရှိလာတဲ့လမ်းညွှန်ချက်တစ်ခုပဲဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်ဖို့ရအတွက်နောက်ထပ်သနာတစ်ခုတော့ ਨੇ ဆက်ပြီးတော့ကြည့်ပါကာရဏမ80မှာအကြောင်းအရာချင်းဆက်တာမဟုတ်တော့လည်းပဲအဲ့ဒီလိုရှင်နဲ့တရားရောက်လာအောင်ဘာလုပ်ဖို့လိုလဲဆက်ကြည့်လိုက်မယ်ဆိုအတ္တနံဓမယန္တိပန္တိတာစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကိုယ့်ကိုဆုံးမရမှာဖြစ်တယ်ကိုယ့်ကိုပဲဆုံးမရမှာသူများဆုံးမရတာမဟုတ်လူတွေဆိုတာသူများကိုပဲဆုံးမဖို့စိတ်ဝင်စားတယ်ကိုယ့်ကိုဆုံးမဖို့စိတ်ဝင်စားဘူးနော်သူများဆုံးမဖို့တော့ကြည့်အများရန်ကြည့်အပြစ်ဆိုလည်းပဲအများပတ်ဝန်းကျင်မှာအပြစ်ဆိုတာအများရန်ရှာတတ်တယ်ကြည့်လေငယ်ရွယ်သူတွေကြုံရတတ်ပေါ့တစုံတစ်ခုကိုယ့်လက်ထဲကမတော်တဆလွတ်ကျသွားရင်ကိုယ့်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်ပါပြောနမောနမဲ့နိုင်လိုက်တာပြပြောခံရတယ်မလေးမစားနဲ့လှုပ်တယ်နမောနမဲ့နိုင်တယ်ဆိုပြစ်တယ်မတော်တဆကိုယ်သာလွတ်ကြမယ်ဆိုရင်ဘယ်လိုပြောတော့ဆိုမတော်လို့တဲ့အဲ့ဒါကြသူများကြတော့မတော်လို့မပြောနိုင်ဘူးနမောနမဲ့လှုပ်လို့ဖြစ်တယ်လို့မြင်တယ်ကိုကြတော့မှမတော်တဆတော့လူဟာကိုယ့်ကိုအမြဲတမ်းလျှော့ထားတယ်သူများကိုတော့အပြစ်တင်မှုဒါလူသဘာဝကိုပြောပြတာပါလူသဘာဝပြောအထက်လူကြီးတွေကလည်းအောက်လူတွေကိုဒီတိုင်းပဲမြင်တာပဲမိဘကလည်းသားသမီးကိုဒီတိုင်းမြင်တာဆရာကလည်းတပည့်ကိုဒီတိုင်းမြင်တာဒီကောင်မတော်တဆဒီကောင်မတော်ရရောလှုပ်တယ်ဒါကြောင့်မို့ဒီလိုဖြစ်တယ်မလေးမစားလှုပ်တယ်နော်မတော်တဆဆိုတာသိမတွေးဘူးခီးမဆိုင်လို့ဖြစ်တယ်လို့ဆိုတဲ့ပြစ်တင်ချက်နဲ့ပဲသွားတယ်ကိုလှည့်ရောက်လာပြီဆိုရင်မတော်လို့ဆိုတာ ਨੇ ခွင့်လွတ်တယ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကအတ္တဟိကိရဒုဒ္ဓမောတဲ့ကိုဟာဆုံးမဖို့အခက်ဆုံးပဲသူများဆုံးမတာလွယ်တယ်ကိုဆုံးမဖို့ခက်တယ်ဒါကြောင့်ပညာရှိဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတွေဟာကိုဆုံးမနိုင်ကြတော့ဆိုပညာရှိတဲ့ပုဂ္ဂိုလ်မှကိုဆုံးမကိုဆုံးမရမှန်သိဖို့ပညာရှိဖို့လိုတယ်သူများကိုဆုံးမတာတဲ့ကိုဆုံးမတာပိုရေးကြည့်တယ်အတ္တနံဓမယန္တိပန္တိတာပညာရှိတယ်ကတော့ကိုဆုံးမလိုက်သည့်ဘလောက်ထိအောင်ဆုံးမတော့ဆိုရင်ဘုရားလောင်းသူ့မိတာသူ့ကိုသူဆုံးမလို့ဘုရားဖြစ်သွားတယ်နော်ပိစိကဗုဒ္ဓအလောင်းတွေကသူ့ကိုသူဆုံးမလို့ပိစိကဗုဒ္ဓဖြစ်ကြယဟနာပုဂ္ဂိုလ်တွေဟာလည်းကိုဆုံးမလို့ယဟနာဖြစ်သွားကြတာတကယ်ကတော့ကိုဆုံးမရမယ်လို့ကိုပြုပြင်ခြင်းဆုံးမခြင်းသို့တော်ကိုဆုံးမတယ်ဆိုတဲ့အခါမှာဆရာသမားတွေရဲ့လမ်းညွှန်ချက်ပတ်ဝန်းကျင်ရဲ့ဒီပြတ်သားမှုပတ်ဝန်းကျင်ရဲ့အနေအထားတွေကိုဆင်ញင်သုံးသပ်မှုဆိုတဲ့ဟာတွေပတ်ဝန်းကျင်ရဲ့ဆရာသမားတွေရဲ့ခိုင်လိုက်မိဘတွေရဲ့ခိုင်လိုက်ဒါတွေတော့ရှိမှာပေါ့အဲ့ဒီလိုတွေနမူနာတွေပတ်ဝန်းကျင်နမူနာချပြီးတော့ကိုဆုံးမတယ်အဲ့တော့ကိုဆုံးမတာဟာဖြစ်နိုင်ရဲ့လားဆိုဖြစ်နိုင်တာတွေအများကြီးရှိတယ်လောကလူတွေဟာမဖြစ်နိုင်တာဆိုတာမရှိကြဘူးလုံးကြဆိုပါစို့ဝေးလက်နဲ့အရာကနေပြီးတော့ကိုလိုချင်တဲ့နေရာရောက်အောင်ခုခေတ်ဆိုရင်တော့ပို့ပြီးတော့အောင်မြင်တာပေါ့ဟိုရှိတုန်းကဆိုရင်ဘာလို့တုန်းဆိုမင်းတို့မင်းကြီးလက်ထက်တုန်းကကြည့်လေမန္တလေးနန်းတော်ပတ်ဝန်းကျင်ကျုံထဲမှာရေသွင်းတာပဲကြည့်ဘယ်ကနေယူပြီးတော့သွင်းတာတော့လို့ဆိုအေယာဝတီမြစ်ထဲကသွင်းတာမဟုတ်ဘူးပရိယမြောင်းမှာစီတော်ဆယ်တော်ကြီးဆိုတာလောက်တာအဲ့ဒီကဆယ်ရည်တွေကိုစုပြီးတော့ရေမြောင်းနဲ့မန္တလေးထီအောင်သွဲလာတယ်သွဲလာပြီးတော့နန်းကျုံထဲကိုထည့်တာအဲ့ဒါမိုင်ပေါင်းတွက်ကြည့်မယ်ဆိုရင်မိုင်20ကျော်30လောက်ဝေးတဲ့နေရာကနေပြီးတော့ရေကိုရေမြောင်းသွဲပြီးတော့ယူလာပြီးထည့်တာပဲ
အဲ့တော့ကိုလိုချင်တဲ့နေရာကိုရေကိုတွဲတောင်းတွဲတာပဲခဏခေတ်ဆိုရင်ဥမာမဲ့ရန်ကုန်မြို့ရေပေးတယ်ဆိုတော့အင်္ဂလိပ်လက်ထက်တုန်းကဂျိုးပြူရှေ့ကနေပြီးတော့ဂျိုးပြူပိုက်လိုင်းကြီးတွေနဲ့ဖူးကြီးတို့နောက်ပိုင်းကြတော့အဲ့ဒါလိုဝေးလံတဲ့နေရာကနေပိုက်တွေနဲ့တွဲပြီးကိုလိုချင်တဲ့နေရာရအောင်လောက်သွားတယ်ဆိုလိုတာကသက်မဲ့ဖြစ်တဲ့ရေတောင်ကိုလိုချင်တဲ့နေရာရောက်အောင်တည်လို့ရတယ်ကိုကြတော့ကိုလိုချင်တဲ့အဆင့်ရောက်အောင်ဘာလို့မဆုံးမနိုင်ရမှာလဲဒါပညာရှိတွေကဒီလိုစဉ်းစားတယ်နော်ရေတောင်မှကိုလိုချင်တဲ့နေရာကိုတွဲတန်းလို့ရသေးရင်ကိုလည်းပဲကိုကြိုက်တဲ့ပုံစံဖြစ်အောင်လုပ်ရမှာပေါ့ we are our own architect ကိုဘွားကိုပဲပြင်ရမှာဖြစ်တယ်ကိုဟာကိုရဲ့ architect ပဲနော်အဲ့လိုလုပ်ရမယ်လို့ဆိုတော့ဟောမြတ်စွာဘုရားကဘယ်လိုဟောတော့ဥဒကံဟိနယန္တိနိတိကာမြောင်းဖောက်ပြီးတော့ရေသွယ်တဲ့လူတွေဟာဝေးလံတဲ့အရက်ကရေတွေကိုကိုလိုချင်တဲ့စီကိုမြောင်းဖောက်ပြီးတော့သွယ်ယူသွားကြတယ်တဲ့စန္ဒမုဏတစ်ခုကြည့်လုပ်လို့ရတယ်ထို့တူပဲဥတုကာရနမယန္တိတေသနံအသားနဲ့ဝါးနဲ့လှုပ်ထားတဲ့မြရံကလေးတွေကောက်နေလို့ရှိရင်မိဘူးလေးပေးဖြောင်းမျက်လုံးလေးတစ်ဖက်မိတ်ပြီးကြည့်ဖြောင်းဖြောင်းကြည့်အဲ့လိုလုပ်ပြီးတော့ကောက်နေတဲ့အသားတောင်မှဖြောင်းသွားအောင်လူတွေဟာလုံနိုင်သေးတာပဲကိုရင်ထဲမှာရှိတဲ့အကောက်တွေဘာလို့ဖြောင်းလို့မရမှာလဲဖြောင်းရမှာပဲဟောကိုဆုံးမရမှာလို့ဒီလိုဆိုလို့တယ်ပေါ့ဒါရုံဓမယန္တိဒါရုံနမယန္တိတစ္ဆကာတစ်သားနဲ့အလုပ်လုပ်တဲ့ပုဂ္ဂိုလ်တွေလက်သမားတို့ပရိဘောဂဆရာတို့အသားတွေကောက်နေတဲ့အသားကိုဖြောင်းအောင်လုပ်တယ်ဖြောင်းနေတဲ့အသားကောက်အောင်လုပ်တယ်ပုံစံအမျိုးစုံဖော်ပြီးတော့လူသုံးပစ္စည်းဖြစ်အသားတွေကိုအမျိုးမျိုးလုပ်ကြတယ်တဲ့ပရိဘောဂဆရာလက်သမားတွေအဲ့ဒါလိုလုပ်တယ်လို့လူဟာလဲကိုကြိုက်တဲ့ပုံစံကိုဘဝကိုဖန်တီးလို့ရတာပဲဖန်တီးပါလို့အဲ့တော့ဒီဒေသနာတော်လေးကကြည့်ဥပမာပေးထားတာက၃ခုရေမြောင်းတဲ့ပုဂ္ဂိုလ်တွေဟာလိုချင်တဲ့နေရာကိုရေကိုရောက်အောင်တွဲတယ်မြားလှုပ်တဲ့လူတွေဟာမြားတံကိုဖြောင်းအောင်အပူပေးပြီးတော့ဖြောင်းအောင်လုပ်ကြတယ်တစ်သားနဲ့အလုပ်လုပ်ကြတဲ့လက်သမားပရိဘောဂဆရာတွေဟာကိုလိုချင်တဲ့ပုံစံဒီတစ်သားတွေကိုဖြစ်အောင်ဖန်တီးကြတယ်ထို့တူပဲရွှေပရိဆရာတို့ဘာလို့လဲဒီလိုပဲလေဒီထဲမှာထည့်မယ်ဆိုလို့ရှိရင်အလုံးဟာပုံစံဖြစ်အောင်အခုဒီဆောက်ဦးကြီးဒီပုံစံဖြစ်အောင်ဆိုတာလေဖန်တီးတာပဲလေသူကသူဖြစ်လာမှာမဟုတ်ပဲဖန်တီးတာအဲ့ဒီလိုဖန်တီးသလိုကိုဘာလို့မဖန်တီးနိုင်ရမှာလဲကိုစိတ်တိုင်းကြဖြစ်အောင်ဖန်တီးပါလားလို့ဆိုတဲ့လမ်းညွှန်ချက်ကိုမြတ်စွာဘုရားဒီဒေသနာအရပေးတာပဲเนาะပညာရှိတွေကကိုပုံဖော်ပြီးတော့ပေးနိုင်ရတယ်ကိုကြိုက်တဲ့ပုံစံမျိုးကိုဖြစ်အောင်ကိုကြိုးစားရမှာဖြစ်တယ်ဆိုတာကိုဒီဒေသနာတော်ကလမ်းညွှန်မှုပေးတယ်လို့ဟောဒါလေးကိုမတနာယူထားဖို့ပေါ့နော်အေးလောကမှာဘလောက်ပဲကိုပုံဖော်လောကမှာရှိသမျှအခက်အခဲဆိုတာမရှိဘူးလို့ပြောတာမဟုတ်ဘူးအခက်အခဲဆိုတာကိုလှုပ်တဲ့အခက်အခဲကိုကြောင့်ဖြစ်တဲ့အခက်အခဲသူများကြောင့်ဖြစ်တဲ့အခက်အခဲပတ်ဝန်းကျင်အခက်အခဲရင်ဆိုင်ရမယ့်ဟာတွေလောကထဲမှာအသက်ရှင်နေလောကရဲ့သဘာဝကိုရင်ဆိုင်ရမှာဖြစ်တယ်ရင်ဆိုင်ရမယ်ဖယားမို့လောကရန်ကိုမရင်ဆိုင်ရဘူးလို့မထင်နဲ့ယဟန္တာဖြစ်ရင်လည်းလောကရန်ကိုမရင်ဆိုင်ရဘူးမထင်နဲ့လောကထဲမှာရှိတဲ့ပုဂ္ဂိုလ်တွေဟာလောကရဲ့ problem ကိုရင်ဆိုင်ရမှာကြီးပဲဘယ်သူပဲဖြစ်နော် problem ကိုရင်ဆိုင်တဲ့အခါမှာအမလေးအလိုလေးနဲ့စိတ်ဓာတ်ကြပြီးရင်ဆိုင်မလားအပြုံးမပြတ်ကြောဖြတ်မလားဒါပဲกว่าတယ်နော်အဲ့တော့ပညာရှိသူတော်ကောင်းတွေကြတော့လောကရန်ကိုရင်ဆိုင်တဲ့အခါမှာဒ
ဒီလောကရန်ဆိုတာအနေအမြင့်အကောင်းဆုံးရှိတာဖြစ်တယ်ပေါ့ကောင်းတဲ့အခါကောင်းမယ်ဆိုတဲ့အခါဆိုမယ်အဆိုးနဲ့ကြုံတဲ့အခါရှိတယ်အကောင်းလူတွေဟာပရင်ဆိုင်ဝန်းတဲ့ပုဂ္ဂိုလ်တွေကြတော့အဆိုးနဲ့တွေ့ရင်စိတ်ဓာတ်ကြတယ်အကောင်းနဲ့တွေ့ရင်မော်တယ်ကြွားတယ်ဖြစ်လာတယ်နော်စိတ်ဓာတ်တွေတက်လာပြန်တယ်အနုနယပဋိက္ခလို့ခေါ်တယ်အနုရောဓဝိရောဓတဲ့လူတွေရဲ့စိတ်အခြေအနေဟာကောင်းတာဆိုလို့ရှိရင်လိုက်လျောသွားတယ်ကျင့်တတ်တယ်လက်ခံမကောင်းဘူးဆိုရင်ဝိရောဓဆန့်ကျင်တဲ့စိတ်တွေဖြစ်လာဟောအနုရောဓဝိရောဓအနုနယပဋိက္ခစာပေမှာအဲ့လိုသုံးအနုနယဆိုတာလိုက်လျောတာလိုက်လျောတယ်ဆိုတာဒီပေါ်မှာတာယာနစ်မျောသွားတယ်လို့ဆိုလို့တယ်ကောင်းတဲ့တွေ့ရင်စိတ်ကတာယာပြီးတော့နစ်မျောသွားတယ်မကောင်းတာနဲ့တွေ့လို့ရှိရင်ပဋိက္ခစိတ်ထိခိုက်ပြန်တယ်ပေါ့အဲ့တော့တာယာနစ်မျောခြင်းစိတ်ထိခိုက်ခြင်းဆိုတဲ့လူရဲ့ရှင်ထဲမှာမတူညီတဲ့လှုပ်ရှားရိမ့်ရိုင်တဲ့စိတ်ဓာတ်ရဲ့မကြံ့ခိုင်မှုဆိုတဲ့အနေအထားတွေကိုပညာရှိသူတော်ကောင်းတွေဟာစိတ်ကိုကြံ့ခိုင်အောင်လုပ်ရမှာပဲဖြစ်တယ်အကောင်းဆုံးဆိုတာလောကမှာရှိတဲ့ပုဂ္ဂိုလ်တိုင်းဟာရင်ဆိုင်ရမယ်လို့ဒီလိုဆိုအဲ့ဒီမှာဥပမာတစ်ခုပေးထားသေလောယထာဧကကနောဝတေနနသမိရတိမုံတိုင်းတိုက်လာလို့ရှိရင်သစ်ပင်ကြီးတွေကရိမ့်ထိုးနေနော်သစ်ပင်ကြီးတွေကရိမ့်ထိုးတယ်ရိမ့်ထိုးရင်လည်းမကဘူးအမြစ်ပါထောင်လဲသွားတာမျိုးတွေရှိတယ်လေတိုက်လို့ရှိရင်မခိုင်မာတဲ့အရာတွေဟာဟိုဘက်ရိမ့်လိုက်ဒီဘက်ရိမ့်လိုက်မငြိမ်မသက်တွေဖြစ်လာသို့တော့ဘလောက်ပဲမုံတိုင်းတိုက်ကျောက်တောင်ကြီးတွေကျတော့တုတ်တော့မလှုပ်ရိမ့်ထိုးလာဘူးဒီနေရာမှာဂျပန်နိုင်ငံရောက်တော့အဖြစ်ပြက်ကလေးတခုသွားမှတ်ပြီဂျပန်ရောက်ဖူးတဲ့ပုဂ္ဂိုလ်တွေသိကြလိမ့်မယ်ဥရှိကုဆိုတဲ့ဘုရားကြီးလေတော်တော်မြင့်တာထမင်းကြီးလောက်မြင့်တယ်လို့ထင်တယ်ခုနှစ်ထပ်ဥရှိကုဘုရားကြီးရဲ့ဗိုက်ထဲဝင်သွားရင်ခုနှစ်ထပ်တိုက်လောက်အမြင့်ပေါ့နော်ဂျပန်နည်းပညာနဲ့တိဆောက်ထားတဲ့ဥရှိကုဘုရားကြီးမရကိုတော်ကြီးအဲ့ဒီမှာဝင်သွားတော့ဓာတ်လေးကနဲ့တက်သွားဟုတ်အပေါ်ဆုံးအဆင့်အမြင့်ထိရောက်သွားအဲ့ဒီရောက်နေတဲ့အချိန်ဘာဖြစ်လာတော့ဆိုလေမုန်တိုင်းတိုက်လာတော့ဘုရားကြီးကရိမ့်လာတော့အဲ့ဘုရားထဲမှာနေတဲ့အဆောင်တွေကဧည့်သည်တွေကိုမြန်ပြန်မို့သူတို့လည်းပြန်ကျင်ပြီဘုရားရိမ့်လာတော့ကြောက်လာတော့ပြန်ကြပါတော့နဲ့ဆိုအကုန်လုံးဧည့်သည်တွေနင်လွတ်တဲ့ထဲပဲဘုန်းကြီးတို့လည်းအဲ့ဒီဟာနဲ့ကြုံခဲ့ဖူးတယ်ပေါ့နော်ငရင်လှုပ်တာနဲ့ကြုံရင်တော့ဒီတဲ့ကြောက်စရာကောင်းမှာပေါ့ဂျပန်ဆိုတာခဏငရင်ကလှုပ်တာအဲ့တော့မုန်တိုင်းတိုက်လာတဲ့အခါမှာဘုရားရုပ်ပွားတော်ကြီးရိမ့်ထိုးလာတယ်လှုပ်လာအဲ့ဒါမြန်ဆင်းပြီးတော့ပြေးချတွေ့ရကြဆင်းပြီးတော့ပြေးရခုနှစ်ထပ်တိုက်ကဆင်းရတယ်ဆိုတော့လေလွယ်တာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့မုန်တိုင်းတိုက်လာရင်ရိမ့်ထိုးလာတဲ့အနေအထားမျိုးတွေရှိတယ်လောကဓာတ်မုန်တိုင်းနဲ့ကြုံတဲ့အခါမှာလည်းလူတွေဟာအဲ့လိုပဲစိတ်ဓာတ်ရိမ့်ရိုင်မှုတွေဖြစ်လာစိတ်ဓာတ်ရိမ့်ရိုင်မှုတွေဖြစ်တယ်ဧဝံနိန္ဒာပတန္တာတုကိုကဲ့ရဲ့ခံရတဲ့အခါကဲ့ရဲ့ခံရမယ်ချမ်းချီးမွမ်းခံရတဲ့အခါရှိတယ်ကဲ့ရဲ့ခံရတဲ့အခါရှိတယ်ဒီပစ္စည်းဥစ္စာတဏငွေကြေးပေါ်များရတဲ့အခါရှိတယ်မရတဲ့အခါရှိတယ်အချမ်းရံပေါ်များတဲ့အခါယာတုဂုံသိရှိတဲ့အခါရှိတယ်ယာတုဂုံသိမရှိဘူးယာတုကျသွားတဲ့အခါရှိတယ်နေလို့ထိုင်လို့အစဉ်ပြေတဲ့ဒုက္ခနေထိုင်လို့အစဉ်မပြေတဲ့ဒုက္ခစိတ်ခံစားမှုကလည်းနှမျိုးရှိတယ်အဲ့တော့လာဘအလာဘ
ယတအာယတနေဒပတန္တဒုက္ခဒုက္ခလို့အဆိုးနဲ့အကောင်းနဲ့အဆိုးလူတွေဟာကြုံတွေ့နေကြရတယ်ဘယ်သူမှလူမှန်သမျှကြုံတွေ့မှာဖရာတောင်မှပဲကြုံတွေ့ရမယ်ဒီထဲမှာလေမုန်တိုင်းတိုက်လာလို့ရှိရင်ဘယ်တစ်ပင်ပဲဖြစ်ဖြစ်လှုပ်မှာပဲရိမ့်မှာပဲเนาะရိမ့်လာမှာအဲ့ဒီတစ်ပင်ရိမ့်တယ်လို့ပဲတမန်ပုဂ္ဂိုလ်တွေနေဒီလိုတွေ့ကြုံခံစားရတဲ့အခါမှာအများစုကဘလို့ဖြစ်တယ်ကောင်းတဲ့လောကရန်လို့ခေါ်တဲ့လာဘယတပတန္တာဒုက္ခဆိုတဲ့အကောင်းတွေနဲ့တွေ့တဲ့အခါတစ်မျိုးမကောင်းတာတွေနဲ့တွေ့တဲ့အခါမှာတစ်မျိုးရိမ့်ရိုင်တဲ့သဘောကောင်းတာနဲ့တွေ့လို့ရှိရင်အနုနေယသဘောကျပြီးကျင့်တ်မကောင်းတာနဲ့တွေ့ပြီဆိုရင်စိတ်ဓာတ်ကြတယ်ဆန့်ကျင်တယ်ပဋိက္ခအနုရောဓဝိရောဓလိုက်လျောခြင်းဆန့်ကျင်ခြင်းဆိုတာနှမျိုးဖြစ်လာတယ်ကောင်းမကောင်းအပေါ်မှာလူရဲ့စိတ်ဓာတ်ဟာပြောင်းနေတယ်လို့သူတို့ဆိုလို့တယ်အဲ့ဒီလိုပြောင်းခြင်းဟာကောင်းသလားလို့ဆိုမကောင်းတစ်ဖက်ကကြည့်လိုက်လို့ရှိရင်ကြောက်တုံကြီးတွေဟာဘလောက်ပဲမုန်တိုင်းတိုက်တုတ်တော့မလှုပ်ဘူးအဲ့ဒီကြောက်တုံကြီးတွေကြန့်ခိုင်သလိုတဲ့တကယ်သူတော်စင်တရားကိုအပြည့်အဝရရှိရင်နဲ့ရောက်သွားပြီဆိုလို့ရှိရင်သူတော်ကောင်းတို့ရဲ့တရားရင်နဲ့ကိမ့်ဝတ်သွားပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဘယ်လောကရန်နဲ့ပဲတွေ့ရိမ့်ရိုင်လှုပ်ရှားခြင်းမရှိဘူးအနုနိယလည်းမလားဘူးပဋိက္ခလည်းမလားဘူးလိုက်လျောပြီးကျင့်တတ်တာလည်းမရှိဘူးဆန့်ကျင်လှုပ်ပြီးတော့စိတ်တက်ကြတာလည်းမရှိဘူးလို့ဆိုအဲ့တော့လောကမှာနေတဲ့ပုဂ္ဂိုလ်တိုင်းဟာလောကရန်မုန်တိုင်းတွေနဲ့ကြုံတဲ့အခါမှာစိတ်ဓာတ်ကြံ့ခိုင်ဖို့လေ့ကျင့်ရမယ်ဆိုတော့မြတ်စွာဘုရားဟောလို့ရင်နော်အရိယာပုဂ္ဂိုလ်တွေကြတော့လောကရန်မုန်တိုင်းနဲ့တွေ့တဲ့အခါမှာစိတ်ဓာတ်တွေကြံ့ခိုင်ရတယ်။ဘာကြောင့်အရိယာပုဂ္ဂိုလ်တွေကကြံ့ခိုင်တယ်။တာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေကလောကရန်ထဲမှာရိမ့်ရိုင်လှုပ်ရှားပြီးတော့နေကြတယ်။တချို့ဆိုဘုံဘုံလဲသွားတယ်။လောကရန်မခံနိုင်လို့ဘုံဘုံလဲသွားတယ်။အဲ့ဒါဘာကြောင့်လဲ။သူတော်စင်သူတော်မြတ်တွေလည်းလောကရန်အတိုက်ခံရတာပဲ။တာမန်ပုဂ္ဂိုလ်တွေလည်းအတိုက်ခံရတာဘာကြောင့်စိတ်ဓာတ်ဟာရိမ့်ရိုင်မှုဖြစ်တယ်လဲဆိုအခြေခံစိတ်နေသဘောထားချင်းကွာသွားတယ်အသိဉာဏ်ချင်းကွာသွားတယ်လို့ခေါ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမကိုရတဲ့အရိယတာဝကပုဂ္ဂိုလ်တွေတပည့်တွေကြတော့ဘယ်လောကရန်လာဘာနဲ့ခုခံတယ်လဲဆိုရင်ဝိပဿနာဉာဏ်နဲ့ခုခံလိုက်တယ်ကောင်းတာလာလဲတက္ကနာပဲမြဲတာမဟုတ်ဘူးမကောင်းတာလာလဲဒါလည်းခဏပဲမြဲမှာမဟုတ်ဘူးဆိုရင်ဒီအတွေးလေးနဲ့ပဲဘယ်အရာမှမမြဲဘူးဆိုတဲ့အတွေးတစ်ခုတည်းနဲ့ခုခံလို့ရတယ်နော်ကောင်းတာလည်းမမြဲဘူးဆိုးတာလည်းမမြဲဘူးဘယ်အရာမှမမြဲတဲ့အရာတွေပြောင်းလဲတတ်တဲ့အရာတွေပဲဒီနှလုံးသွင်းတရားလေးနဲ့တည်းပဲခုခံလို့ရတယ်လို့ဆိုတယ်နောက်ဆုံးမှာတော့ကြောက်တောင်ကြီးပမာရှင်ထဲမှာပြော့ညံစီတတ်တဲ့ကိလေသာအညစ်အကြေးတွေလောဘလည်းရှင်းလိုက်တယ်ဒေါသလည်းရှင်းလိုက်တယ်လောဘဒေါသနှစ်ခုစလုံးကင်းသွားပြီဆိုလို့ရှိရင်တော့ရှင်းရင်လှုပ်ရှားခြင်းဆိုတာလုံးဝမရှိတော့ဘူးအငယ်တုန်းကစဉ်းစားမိတယ်ဂါထာလေးတစ်ပုဒ်ကိုမြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ဟောတဲ့ဂါထာလေးတစ်ပုဒ်ဝတ္တကေဒေဝတ္တေသသောရိအင်္ဂုလိပါလကေဓနပါလေယာဟုရိသသဗ္ဗထသမတကောမုနိမြတ်စွာဘုရားဟာကိုယ်တတ်ဖို့ကြိုးစားနေတဲ့ဒေဝရနော်ဓာထမ်းပြီးတော့နောက်ကဘုရားကိုတတ်မဲ့လိုက်တဲ့အင်္ဂုလိမာလထိုးမယ်ဆိုပြီးတော့မန်ဖြီပြီးတော့တက်လာတဲ့နာလဂိရိဆင်သားတော်ရဟုလာဒီလေးမျိုးကိုဓာတ်ထုတ်ထားနိုင်တယ်ဆိုငယ်တော့ဘလို့လှုပ်ထားတာတော့သဘောမပေါက်ဘူးတကယ်ကသဘောမပေါက်ဘလို့လှုပ်ထားတယ်
ကိုယ်စုံထားနိုင်ဘူးလေသားနဲ့ရန်သူဓာတ်ထုထားနိုင်တယ်ဆိုတာဘယ်လိုထားနိုင်တာတော့ဆိုအော်နောက်တော့သဘောပေါက်လာတယ်ဓာတ်ထုမထားနိုင်တာကဘာကြောင့်လို့ဆိုဓာတ်ထုမထားနိုင်ခြင်းအကြောင်းကလောဘနဲ့ဒေါသပဲအမှန်မသိတဲ့မောဟအခြေခံပြီးလောဘဒေါသရှိနေသည့်အတွက်ကြောင့်ဓာတ်ထုမထားနိုင်ကြဘူးလူတွေကဒါကငါသားသမီးဒါကငါရန်သူဆိုပြီးတော့ခွဲထားတာသားသမီးဆိုရင်ဟောအစွန်းတစ်ခုရောက်သွားဒါကရန်သူဆိုတာတမ္မတာတစ်ခုရောက်သွားအဲ့တော့လောဘဒေါသမောဟဆိုတဲ့အစွန်းရောက်စေတတ်တဲ့တရားတွေရင်ထဲမှာမရှိတော့ဘူးဆိုလို့ရှိရင်ခွဲပြီးမမြင်တော့ဘူးလေဒါတွေအလုံးဟာတူတူပဲဆိုတာဖြစ်သွားတယ်အဲ့ဒါကြောင့်လို့ထားနိုင်တာလို့နောက်ပိုင်းတော့သဘောပေါက်ပါတယ်အဲ့တော့အရိယသူတော်စင်ပုဂ္ဂိုလ်တွေဟာလောကရန်ကိုရင်ဆိုင်တာဘာနဲ့ရင်ဆိုင်တော့ဆိုရင်ဝိပဿနာတရားမမြဲဘူးဆိုတဲ့နှလုံးသွင်းတရားဖြစ်နေရင်ဆိုင်တယ်နောက်တစ်ခုကတော့ရှင်ထဲမှာရှိတဲ့လောဘတွေဒေါသတွေမောဟတွေကိုအားလုံးအကျွမ်းမဲ့ဖယ်ရှားပြီးရင်ဆိုင်တယ်အဲ့ကြရင်စိတ်နှလုံးလှုပ်ရှားစေတတ်တဲ့အရာတွေမရှိတော့သည့်အတွက်ကြောင့်သူတို့ဟာလောကရန်မုန်တိုင်းတွေကြုံပေမဲ့လို့သူတို့ရဲ့စိတ်ဓာတ်ကြံ့ခိုင်သွားပြီအဲ့ဒါလို့လောကရန်မုန်တိုင်းတွေနဲ့ကြုံတဲ့အခါမှာစိတ်ဓာတ်ကြံ့ခိုင်အောင်ကြိုးစားအထောက်ဖို့ဆိုပြီးမြတ်စွာဘုရားဆုံးမတာပဲဖြစ်တယ်လောကရန်ကတော့မလာဘူးမဟုတ်ဘူးလာမှာပဲသို့တော့ကြံ့ခိုင်အောင်ကိုကြိုးစားရမယ်82ဂါထာကတော့ဘာပြောလဲဆိုယထာပိရဟတောခံပိရောဝိပတံနောအနာဝိလောဧဝံဓမ္မာနိသုတ္တဝါနဝိပတိဒန္တိပဏိတာဒါပညာရှိသူတော်ကောင်းတွေရဲ့ရှင်ထဲကစိတ်နေသဘောတရားဓမ္မကိုသိရှိနားလည်သွားတဲ့ပညာရှိသူတော်ကောင်းတွေရဲ့ရှင်ထဲမှာနောက်ကျပွေလိမ့်နေတဲ့အရှုပ်တရားတွေရှင်ထဲမှာမရှိတော့ဘုန်းကြီးတို့တာမန်ပုဂ္ဂိုလ်တွေမှာယင်ထဲမှာအရှုပ်တွေပြည့်နေနော်အရှုပ်တွေပြည့်လိုချင်တာဟာတစ်မျိုးမုန်းတာကတစ်မျိုးရှုပ်နေဘူးလားမနာလိုတယ်မနာလိုတယ်မုန်းတယ်ချစ်တယ်ဒါတွေနဲ့ယင်ထဲမှာရှုပ်ထွေးနေပွေလိမ့်နေတာဆိုးရရောအကောင်းတွေရောပရယတိဆိုဒီရှင်ရဲ့အရှုပ်ဟာခြုံပုတ်တောင်များလိုက်အောင်လူတွေရဲ့ရှင်ထဲမှာခြုံပုတ်ကြီးလို့ရှုပ်ထွေးနေအေးအရိယသူတော်စင်နေကြတော့အဲ့လိုအရှုပ်တွေကမရှိတော့ဘူးတဲ့အရှုပ်တွေမရှိတာဘာနဲ့ဥပမာထားပြီးတော့ပြောတော့ဆိုယထာပိရဟတောခံပြီးတော့ဝိပတံနောအနာဝိလောရေနဲ့တဲ့အလုံးကိုနဲ့ဆိုင်တဲ့ရေအိုင်ကြီးသို့မဟုတ်ပင်လယ်ကြီးအလုံးကိုနဲ့တဲ့အပေါ်ယံကတိုက်ခိုက်တဲ့လေတွေရဲ့လှုပ်ရှားမှုကိုမရောက်ဘူးမရောက်နိုင်တော့အောင်အလွန်နဲ့တဲ့အောက်ခြေပြင်းထိအောင်ရောက်သွားတဲ့အလွန်နဲ့တဲ့ရေအိုင်ကြီးရဲ့ရေတွေဟာတဲ့နောက်ကျခြင်းမရှိပဲနဲ့အဲ့ဒါမှကြည်လင်းနေသလိုအခုခေတ်လူတွေခံစားခြင်းလို့ရှိရင်ရေငုတ်ကရိယာနဲ့ငုတ်ပြီးတော့ပင်နဲ့ကြမ်းပြင်အောင်ဆင်းပြီးကြည်တာတွေရှိတယ်လေသွားကြည့်လို့ရတယ်ပေါ့ဝါသနာပါရင်သွားကြည့်ပေါ့အဲ့လိုနော်ဒါပြင်လုပ်ပြီးတော့ရှင်ငုတ်ကရိယာတွေနဲ့မမြောင်းနေနဲ့ခဏခေတ်ဟုတ်အောက်ခြေမှာလှတာပတာတွေကိုသွားဆင်းကြည့်ကြအဲ့ဒီပင်လယ်ကြီးထဲမှာဆိုရင်အောက်ခြေဟာငြိမ်သက်ပြီးအပေါ်မှာလှိုင်းနေလေတွေထမ်းနေတော့လည်းပဲအောက်ခြေမှာတော့ငြိမ်သက်ပြီးတော့လှုပ်ရှားမှုကင်းတယ်လို့တဲ့တာမန်ပုထုဇဉ်ပုဂ္ဂိုလ်ရဲ့ယင်ထဲမှာဘလောင်ဆူးနေပြီမဲ့လို့အရိယသူတော်စင်တွေရဲ့ယင်ထဲမှာတော့ရိုက်ခတ်မှုလုံးဝမရှိဘဲနဲ့တည်ငြိမ်နေပါတယ်တော့အဲ့ဒီလိုတည်ငြိမ်တဲ့စိတ်ဓာတ်မျိုးရအောင်ကြိုးစားဖို့ဆိုတာကိုလမ်းညွှန်မှုပေးတဲ့သဘောပဲနော်နောက်83ခုမြောက်ဂါထာကြတော့ဘလို့ဟောတော့သဗ္ဗထဝေတပုရိသသဇန္တိနကာမကာမလပယန္တိတန္တောဒုက္ခေနဖုဋ္ဌအထဝါဒုက္ခေနနဥစ္စာဝဆံပန္တိတာထတယန္တိ
ရင်နဲ့နှလုံးနဲ့သာငြိမ်သက်တာမဟုတ်ဘူးအမှုရတဲ့အလုံးဟာလည်းငြိမ်သက်သွားတယ်နော်စိတ်နှလုံးငြိမ်သက်သွားလို့ရှိရင်အပြောဆိုလည်းငြိမ်သက်သွားတယ်အလုတ်ကံဟာလည်းငြိမ်သက်သွားတယ်အဲ့ဒါကိုဆက်ဆက်ပြီးတော့ကြည့်တာဒီတပ္ပထဝေတပုရိတာဆက်ဆံတည်သူတော်ကောင်းဆိုတဲ့ပုဂ္ဂိုလ်ဟာဘယ်အရာကိုမှတွေ့တာပြီးခင်မင်းနေတာမဟုတ်အလုံးကိုစွန့်လွတ်နိုင်တယ်ပေါ့စွန့်နိုင်တယ်အလုံးကိုမစွန့်နိုင်ဘူးဆိုရင်တွေ့တာမှုကြောင့်သူဟာလှုပ်ရှားရိမ့်ရိုင်နေဥမှာပဲဖြစ်တယ်အလုံးကိုလွတ်နိုင်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘယ်ကိုမှမတွေ့တာဘူးနာကာမကာမလပယန္တိတန်တော်သူတော်ကောင်းပုဂ္ဂိုလ်တွေဟာဘာလိုချင်တယ်ဘာရချင်တယ်ဆိုတာကိုဘယ်သူမှအသိပေးမှာမဟုတ်ဘူးနော်လိုချင်လောဘနဲ့ရှားပွေတာတခုမှမရှိဘူးသူတို့မှာလိုချင်စိတ်တွေတခုမှမရှိတော့ဘူးမရှိတဲ့အခါမှာဒုက္ခိနဖုဒ္ဓအထဝဒုက္ခိနချမ်းသာရနဲ့တွေ့တွေ့ဆင်းရဲတာနဲ့တွေ့တွေ့တဲ့နဥစ္စာဝဆံပဏိတာဓတ္တယန္တိပညာရှိသူတော်ကောင်းတွေဟာချမ်းသာနဲ့တွေ့လဲပုံစံမပြတ်ဘူးဆင်းရဲတာနဲ့တွေ့လဲပုံစံမပြတ်ဘူးဘာနဲ့ပဲတွေ့တွေ့တိမတ်တည်ငြိမ်တဲ့အနေအထားမျိုးရသွားတယ်တဲ့လောကရန်နေနဲ့တွေ့တဲ့အခါမှာဒုက္ခဒုက္ခလည်းမဟုတ်ဘူးကိုယ်နာမှာကပ်ပြီးထိုင်ဆဲနေလဲအပြုံးမပြတ်ဘူးထိုင်ချီးမွမ်းနေလဲပြုံးမလာဘူးလို့ဆိုလိုတယ်နော်အဲ့ဒါလောက်ထိအောင်စိတ်နှလုံးဟာငြိမ်သက်အေးချမ်းတယ်လို့နဥစ္စာဝဆံပဏိတာတတ္တယလူတွေရဲ့ရုပ်ပုံလွှာကိုတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်နော်စိတ်လှုပ်ရှားရင်လှုပ်ရှားသလိုမျက်နှာရိပ်မှာပေါ်မလာဘူးလားချီးမွမ်းရင်ပြုံးလာမယ်ကဲရလို့ရှိရင်မဲ့လာမယ်ဟောတမန်အပြည့်ကြည့်လိုက်ချမ်းသာရင်လည်းပြုံးလာမယ်ဆင်းရဲရင်လည်းမဲ့သွားမယ်လူတွေရဲ့စိတ်ထဲကခံစားချက်တွေဟာမျက်နှာရိပ်ပေါ်မှာအကုန်ပေါ်လာတယ်ပညာရှိသူတော်ကောင်းတွေကြတော့အဲ့ဒါလို့ကိုမပြတော့ဘူးတဲ့ရှင်တဲ့နှလုံးထဲမှာငြိမ်သက်နေသည့်အတွက်ကြောင့်မျက်နှာရိပ်ဟာလည်းပဲပြောင်းလဲမှုတွေမရှိဘူးငြိမ်သက်သွားတယ်အဲ့ဒါလို့ငြိမ်သက်အောင်စိတ်ဓာတ်ကိုခိုင်မာလာအောင်ကျင့်ကြံကြိုးကိုပွားများအထောက်ပါလို့ဒီလိုလမ်းညွှန်မှုပြုတာပဲဖြစ်မြတ်စွာဘုရားကနိလန်းနေပေးပြီးတော့ပညာရှိသူတော်ကောင်းတွေရဲ့ချင့်စဉ်ကျင့်ပုံကျင့်နည်းလောကမှာပြဿနာတွေရင်ဆိုင်မှုရင်ဆိုင်နည်းကိုယ့်ကိုယ်ဆုံးမသွန်သင်ပြီးအကောင်းဆုံးဖြစ်အောင်နေနည်းထိုင်နည်းတွေကိုဒီဓမ္မပဒဒေသနာတော်မှာဆုံးမဟောကြားခဲ့တာဖြစ်လို့ဘုန်းကြီးတို့တွေလက်တွေ့နာယူမှတ်သားပြီးတို့တွေဟာဒီလိုပဲလိုက်နာကျင့်သုံးကြရမှာဖြစ်တယ်ဆိုတာကိုတတိကြီးစွာထားကြရမှာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဓမ္မပဒဒေသနာမှာဓမ္မရတနဲ့ဘဝသင်္ကန်းစာများကိုရယူချပြီးမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းနေနိုင်အောင်တို့တွေကြိုးစားကြရမှာဖြစ်တယ်ကြိုးစားမှသာလဲစိတ်နှလုံးငြိမ်းချမ်းမှုကိုပြည့်ဝရရှိကြမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကျင့်ကြံပွားများကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း